1940ပြည့်နှစ်နိုဝင်ဘာလ9ရက်နေ့ညနေခင်းမှာဗြိတိကျသင်္ဘောအုပ်စုတစုဟာဗြိတိန်ကိုရိက္ခာတွေပြန်လည်ဖြည့်တင်းဖို့အတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ကျော်ပြီးခုန်မောင်းနေကြပါတယ်။အဲ့ဒီသင်္ဘောအုပ်စုရဲ့အလယ်မှာတော့လက်နက်တပ်ဆင်ထားတဲ့ကုန်တီတင်သင်္ဘောတစ်စီးဖြစ်တဲ့ဂျေရဂယ်ဂျာပင်းကရှိနေပါတယ်။သင်္ဘောဦးခန်းစီကိုသတင်းတစ်ခုရောက်ရှိလာပြီးနောက်ကပရင်အတဝက်ဖေကန်ဟာဘေရဂယ်ဂျာပင်းကိုသင်္ဘောအုပ်စုရဲ့အလယ်ကနေခွဲထွက်ပြီးအဲ့ဒီသင်္ဘောစီကိုဦးတီခုန်မောင်းဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။သူဟာလိုင်းလုံးတို့အေကိုဖျက်ကျော်ပြီးစိန်ခေါ်တဲ့အချက်ပြလင်းနှန်းကိုလွတ်ဖို့အမိန့်ပေးခဲ့ပါတယ်။အဲ့ဒီသင်္ဘောကနေတုံ့ပြန်လာဖို့စက္ကန့်နှဲငယ်ဆောင်ဆိုင်ခဲ့ပေမဲ့အဲ့ဒီရှိုးဝက်သင်္ဘောဟာသူတို့လွတ်လိုက်တဲ့စိန်ခေါ်ချက်အတိုင်းအတိအကျပြန်လည်ပေးပို့ခဲ့ပါတယ်။ဗြိတိကျတွေဟာမိတ်ဆွေသင်္ဘောဆိုရင်ဒီလိုမျိုးတုံ့ပြန်မှာမဟုတ်ဘူးဆိုတာသိလိုက်ပါတယ်။ဒါဟာဂျာမန်တွေဖြစ်ရပါမယ်။ဒေရဂန်ဇာပင်းကိုတလျှောက်မှာတတိဘေးကောင်းလောင်းတန်တွေမြည်ဟဲသွားပြီးစစ်တီတွေဟာသူတို့ရဲ့နေရာအသီးသီးကိုအပြေးလွှားသွားကြကအမြောက်တွေကိုပြင်ဆင်ပြီးတိုက်ပွဲအတွက်အသင့်ပြင်ကြပါတယ်။တင်မောဦးခန်းမှာတော့ဖေဂန်ဟာသူမြင်တွေ့နေရတဲ့အရာကိုတီးလိုက်ရတဲ့အခါတွေးပြတ်သွားခဲ့ပါတယ်။ဒါဟာအိတ်ဆောင်စစ်တင်မောကြီးတစ်စီးပါဒါဟာဂျာမနီရဲ့အင်အားအကောင်းဆုံးစစ်တင်မောတွေထဲကတစ်စီးဖြစ်တဲ့ဒင်းငင်အဆန်ဂေကက်စဗီလ်ပဲဖြစ်ပါတယ်။သူမဟာအမြောက်တွေအပြည့်တက်ဆင်ထားပြီးတင်မောအုပ်စုကိုဖျက်ဆီးပစ်နိုင်တဲ့ပြစ်ခတ်အားတွေရှိနေပါတယ်။ဂျေရဂယ်ဇပင်းဟာဒီလိုစစ်တင်မောကြီးကိုရှင်နိုင်စွမ်းမရှိပါဘူး။တိုက်ရိုက်ရင်ဆိုင်တိုက်ပွဲဟာဏီကုန်းတစ်ခုတည်းနဲ့ပဲအဆုံးသတ်မှာပါဒါ။ပေမဲ့သူဟာဂျက်စဗီလ်ကိုတင်မောအုပ်စုနာမကတ်နိုင်အောင်တားဆီးထားနိုင်ရင်တော့သူတို့တွေလွတ်မြောက်ဖို့အချိန်ရနိုင်ပါလိမ့်မယ်။တင်မောအုပ်စုကိုဝေးဝေးကိုခေါ်သွားကြအချက်ပြမီးတွေလွတ်ပြီးမီခိုးမိုင်းတွေချလိုက်ဟုတ်ခဲ့ပါဆရာဘေးရဂဲဇပင်းနာကနေအချက်ပြမီးတွေကိုကောင်းကင်ရံထဲကိုပြစ်လွတ်လိုက်တဲ့အခါညနေခင်းဟာနီးရဲတဲ့အလင်းနှန်းတွေနဲ့လင်းထိန်သွားပါတယ်။ကုန်တီတင်မောတွေဟာသူတို့ရဲ့တန်းစီစရာကနေခွဲထွက်ပြီးညာဘက်ကိုစတင်ကွေ့ကြပါတယ်။တင်မောကပရင်ဟာတင်မောသားတွေဟာမီခိုးဘုံတွေကိုတက်မရဲကိုပစ်ချလိုက်ပြီးမီခိုးလုံးကြီးတွေဟာလေရဲကိုလွင့်တက်သွားပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲတင်မောအုပ်စုဟာမီခိုးမိုင်းတွေကြားထဲမှာပျောက်ကွယ်သွားပါတယ်။ဖေဂန်ဟာသူဘာလုပ်ရမလဲဆိုတာသိပါတယ်။ညာဘက်ကိုကွေ့လိုက်အချိန်ပြည့်နဲ့အနီးကပ်ဆုံးသွားကြဂျေရဂန်ဇပင်းဟာရန်သူစီကိုတိုက်ရိုက်ဦးတီမောင်းနှင်ပြီးအာယုံဆိုင်မှုအလုံးကိုသူမစီရောက်အောင်လှုပ်ဆောင်လိုက်ပါတယ်။မိုင်30မိုင်လောက်အကွာမှာရှိတဲ့ချက်စဗီလ်ပေါ်မှာတော့ကပရင်တီအိုဒိုခရန်ကေးနဲ့သူ့ရဲ့တင်မောဟာခုခံနိုင်စွမ်းမရှိတဲ့တင်မောအုပ်စုစီကိုအရှိန်နဲ့မောင်းနှင်နေစဉ်မှာသတင်းတစ်ခုရောက်ရှိလာပါတယ်။ခရန်ကေးဟာဘယ်ဘက်ကိုကွေ့ဖို့အမိန့်ပေးလိုက်ပြီးတင်မောရဲ့ဘေးဘက်ကနေပြစ်ခတ်နိုင်အောင်ပြင်ဆင်လိုက်ပါတယ်။ဂျေရဂယ်ဇပင်းကိုပေါ်မှာတော့ကပရင်ဖေဂန်ဟာရန်သူကပထမဆုံးအကြိမ်ပြစ်ခတ်ဖို့ပြင်ဆင်နေတာကိုမြင်တွေ့နေရပါတယ်။ကုန်တီတင်မောတွေဟာဂျာမန်မြောက်တွေရဲ့အမြင်ကနေကွယ်ပြောက်သွားပြီလို့ယုံကြည်လိုက်တဲ့အခါဖေဂန်ဟာအမိန့်ပေးလိုက်ပါတယ်ရှေ့ဘက်အမြောက်မှာတော့ဘောသားဆန်ပေရှန်ဟာကြည်စံကိုအမြောက်ထဲထည့်လိုက်ပေမဲ့ရန်သူဟာဘေရဂယ်ဂျာပင်းရဲ့6လက်မအမြောက်တွေနဲ့ပြစ်နိုင်တဲ့အကွာအဝေးမှာမရှိသေးပါဘူးဆန်ဟာမိုးကုတ်ဆက်ဝိုင်းကိုကြည့်နေစဉ်မှာပဲဖန်ဆန်ဟေကက်စဗီလ်ရဲ့တလက်မအမြောက်တန်ကြီးတွေဟာကောင်းကင်ယံမှာဟိမ့်ထွက်သွားပါတယ်အမြောက်ကြီးတွေဟာပင်လယ်ထဲကိုကြားရောက်ဖို့စက္ကန့်20ကြော်ကြာမြင့်ခဲ့ပြီးတင်မောဦးရှိမှကြားရောက်ကရေတိုင်ကြီးတွေထောင်တက်သွားပါတယ်။ဂျာမန်အမြောက်တပ်သားတွေဟာသူတို့ရဲ့ပြစ်မှတ်ကိုရှာတွေ့သွားကြပြီးကက်စဗီလ်ဟာဒုတိယအကြိမ်မြောက်ဟိန်အဟောက်တန်ကြီးနဲ့အတူထပ်မံပစ်ခတ်လိုက်ပါတယ်။တင်မောရဲ့နောက်ဘက်နားမှာကြီးတွေကြားရောက်တဲ့အတွက်ရေမုံရေမွားတွေအများကြီးထွက်ပေါ်လာပါတယ်။အမြောက်ကြီးတွေဟာတတိယအကြိမ်ပစ်ခတ်လိုက်တဲ့အခါမှာတော့ဒီတစ်ခါမှာတော့တားရိုက်ထိမှန်သွားပါတော့တယ်။တင်မောဦးခန်းဟာပြင်းထန်တဲ့ပောက်ကွဲမှုကြီးကြောင့်ပျက်စီးသွားခဲ့ပါတယ်။ကပရင်ဖေဂန်ဟာကျမ်းပြင်ပေါ်ကနေထဖို့ကြိုးစားပေမဲ့သူ့ရဲ့ပုခုံးကနာကျင်မှုဟာအလွန်မင်းပြင်းထန်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်တစ်ဖက်ပြတ်သွားပြီဆိုတာကိုသူသိလိုက်ရပါတယ်။ဒါပေမဲ့လက်တစ်ဖက်ဆုံးရှုံးသွားပေမဲ့လည်းသူဟာဆက်လက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားပြီးတခြားတင်မောသားတဦးကိုတွဲကာတင်မောကုန်းပတ်ပေါ်ကိုနာကျင်စွာနဲ့ဆင်းလာခဲ့ပါတယ်။စက္ကန့်နှဲငယ်တိုင်းမှာအမြောက်ကြီးတွေဆက်တိုက်ကျရောက်နေပြီးမကြာခင်မှာပဲတင်မောရဲ့အပေါ်ပိုင်းတစ်ခုလုံးဟာထက်ခါတလဲလဲပောက်ကွဲမှုတွေအောက်မှာပြိုကျပျက်စီးလာပါတယ်။ကျရောက်လာတဲ့ကြီးတစ်လုံးဟာပင်မရက်တိုင်မှာလွင့်ထူထားတဲ့အလံဖြူကိုတောင်လွင့်စင်သွားစေခဲ့ပါတယ်။တင်မောသားတွေဟာတစ်သားဆတွေနဲ့မီးပွားတွေကုန်းပတ်ပေါ်ကိုကျလာတာကိုကြည့်နေကြပြီးစုပ်ပြဲနေတဲ့အလံဖြူဟာအောက်ကိုလွင့်ကျသွားပါတယ်။ဒါပေမဲ့ဗြိတိကျတင်မောသားတွေဟာတည်ငြိမ်နေကြပါတယ်။သူတို့ဟာဒီလိုအခြေအနေမျိုးအတွက်လေ့ကျင့်ထားပြီးသားဖြစ်လို့အခုတော့
အဲဒီလေးကျင့်ခန်းတွေအတိုင်းလှုပ်ဆောင်ကြပါတယ်မိသက်အဖွဲ့တွေဟာပိုက်တွေနဲ့တောက်လောင်နေတဲ့မီးတွေကိုငြိမ်းသက်ကြပါတယ်အသက်ရှင်ကျန်ရစ်တဲ့အမြောက်တပ်သားတွေဟာသူတို့ရဲ့နေရာတွေမှာဆက်ရှိနေကြပါတယ်တင်မောသားတဦးဟာပျက်စီးနေတဲ့ရက်တိုင်ပေါ်ကိုတက်သွားပြီးအလံဖြူအတစ်တစ်ခုကိုထပ်မံလွင့်ထူလိုက်ပါတယ်အသက်ရှင်ကျန်ရစ်တဲ့ဘီတိကျတင်မောသားတွေစီကနေအားပေးတံတွေထွက်ပေါ်လာပါတယ်ဖေဂန်ဟာပြင်းထန်တဲ့နာကျင်မှုကိုအန်တူရင်းနောက်ထပ်ဘာလို့ရမလဲဆိုတာကိုစဉ်းစားနေပါတယ်ခက်စဗီယာဟာသူမရဲ့6လက်မအမြောက်တွေနဲ့ထွက်ပြေးနေတဲ့ကုန်ဒီတင်မောတွေကိုစတင်ပစ်ခတ်နေတာကိုသူမြင်လိုက်ရပါတယ်ဒေရဂယ်ဇပိန်ငါရဲ့ဆက်လက်ခုခံမှုဟာဂျာမန်တင်မောကြီးကနေတင်မောအုပ်စုကိုပစ်ခတ်တာကိုတားဆီးနိုင်တဲ့တခုတည်းသောအရာဖြစ်ပါတယ်ဖေဂန်ဟာမတ်တက်ထရက်လိုက်ပြီးတင်မောဦးခန်းပျက်စီးသွားတဲ့အတွက်တင်မောရဲ့နောက်ဘက်ထိန်းချုပ်ခန်းစီကိုတွားရပါမယ်အဲဒီကနေသူဟာတင်မောကိုမောင်းနှင်နိုင်ပြီးအမိန့်တွေပေးနိုင်မှာဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာအားအင်ကုန်ခန်းနေပြဤဖြစ်ပေမဲ့တင်မောသားတဦးရဲ့အကူအညီနဲ့တက်နိုင်သမျှအမြန်ဆုံးသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဆန်နဲ့သူ့အဖွဲ့ဟာသူတို့ရဲ့လက်နက်တွေကိုတက်နိုင်သမျှအမြန်ဆုံးပြစ်ခတ်နေကြပါတယ်သူဟာနောက်ထပ်ကြီးတစ်လုံးကိုထည့်လိုက်ပြီးပြစ်ခတ်တံကိုစောင့်ဆိုင်နေပါတယ်ကြည်ဆန်ဟာလွင့်ထွက်သွားပြီးရေထဲကိုပဲကြားရောက်သွားတာကိုစံကြည့်နေခဲ့ပါတယ်ခက်စဗီယာဟာဘာမှမထိခိုက်ခဲ့ပါဘူးဆန်ဟာနောက်ထပ်ကြီးတစ်လုံးပြစ်ဖို့ပြင်ဆင်လိုက်နိုင်ခဲ့ပေမဲ့ရုတ်တရက်ဆိုသူတို့ရဲ့ပြစ်ခတ်မှုနဲ့ပေါက်ကွဲမှုကြီးတစ်ခုကြောင့်သူဟာလွင့်စင်သွားခဲ့ပါတယ်သူဟာဆူရှာတဲ့နာကျင်မှုကိုခံစားလိုက်ရပြီးအချိန်တွေကိုဝယ်ယူပေးနေတာကအရာအလုံးမှတိကျသွားပါတော့တယ်ခက်စဗီယာပေါ်မှာတော့ကပ္ပရင်ခရန်ကေးဟာဒေရဂေဂျာပင်းငပေါ်မှာမီးလောင်နေတာကိုကြည့်နေပါတယ်သူမဟာကုန်ဒီတင်မောတွေစီသွားမဲ့လမ်းကြောင်းကိုပိတ်ဆို့ထားဆဲဖြစ်ပြီးပျက်စီးနေပေမဲ့လည်း6လက်မအမြောက်တလက်ကတော့ဆက်လက်ပြစ်ခတ်နေသေးပါဘီတိကျကြီးတွေဟာဘာမှမထိခိုက်စေပေမဲ့လည်းကံကောင်းပြီးထိမှန်သွားမှာကိုသူစိုးရိမ်နေတဲ့အတွက်သူမကိုဒီအတိုင်းကြော်ဖြတ်သွားလို့မရသလိုရှောင်ကွင်းသွားဖို့လည်းအချိန်မရှိပါဘူးဆန်ဟာတဖြည်းဖြည်းနဲ့သတိပြန်ရလာပြီးတိုက်ပွဲရဲ့ရှုပ်ထွေးမှုတွေကြားမှာနိုးထလာပါတယ်သူဟာဝေဝါးနေတဲ့မျက်လုံးတွေနဲ့ကပ္ပရိန်ဟာတင်မောရဲ့နောက်ဘက်ထိန်းချုပ်ခန်းစီကိုတဖြည်းဖြည်းသွားနေတာကိုကြည့်နေခဲ့ပါတယ်ဖေဂန်အဲ့ဒီကိုရောက်သွားရင်သူဟာတင်မောကိုမောင်းနှင်နိုင်ပြီးအမိန့်တွေပေးနိုင်မှာဖြစ်ပါတယ်သူတို့ဒီအခြေအနေကနေလွတ်မြောက်နိုင်ကောင်းလွတ်မြောက်နိုင်ပါလိမ့်မယ်ဆန်ဟာကြည်နေရင်းနဲ့အားပေးစကားတွေအော်ပြောနေပါတယ်လာပါဆရာဖေဂန်ဟာသူ့ရဲ့ပန်းတိုင်ကိုရောက်ခါနီးမှာပဲဂျာမန်အမြောက်ကြီးတစ်လုံးကြားရောက်လာပါတယ်အခန်းတစ်ခုလုံးပောက်ကွဲပျက်စီးသွားပါတယ်ဆန်ဟာပောက်ကွဲမှုရဲ့အရှိန်ကိုအန်တူရင်းဖေဂန်ဟာမိတောက်တွေနဲ့ကြီးစက်တွေကြားထဲမှာပျောက်ကွယ်သွားတာကိုထိတ်လန့်တကြားကြည့်နေခဲ့ပါတယ်မိခိုးတွေဆဲသွားတဲ့အခါဆန်ဟာလက်ရန်ကိုကင်ထားရင်းမှောင်ရိပ်ထဲကနေပုံရိပ်တွေထွက်ပေါ်လာတာကိုစောင့်ကြည့်နေပါတယ်တိုက်ပွဲရဲ့မိခိုးလုံးတွေကြားအားထဲကနေသူဟာနောက်ဆုံးမှာတော့လှုပ်ရှားမှုမရှိတော့တဲ့သူ့ရဲ့ကပ္ပရိန်ရဲ့ရုပ်အလောင်းကိုမြင်လိုက်ရပါတယ်နောက်ထပ်အမြောက်ကြီးတွေဟာစက္ကန့်ပိုင်းတွင်းမှာပဲကြားရောက်လာပြီးတင်မောကိုထပ်မံဖျက်ဆီးလိုက်ပါတယ်တင်မောအောက်ထက်ကနေမိတောက်တွေထွက်ပေါ်လာပြီးနောက်ဆုံးမှာတော့တင်မောဟာနစ်မြုပ်ဖို့အခြေအနေရောက်သွားပါတော့တယ်ဒေရဂယ်ဇပိန်ဟာတုန်ခါသွားပြီးတင်မောကိုထဲထဲကိုရေတွေဝင်လာတဲ့အတွက်စောင်းသွားပါတော့တယ်တင်မောပေါ်ကနေဆင်းကြတော့တင်မောသားတွေဟာအသက်ကယ်အင်ဂျီတွေဝစ်ဆင်ကြပြီးတင်မောပေါ်ကနေစတင်ထွက်ခွာကြပါတယ် Bay Şeher. SS Rangitiki Rangitiki Şeher Rangitiki.
တင်မောကြီးဟာမိခိုးမိုင်းတွေကြားထဲမှာပျောက်ကွယ်သွားတာကိုစိတ်ပြက်လက်ပြက်နဲ့ကြည့်နေခဲ့ရပါတယ်။ညနေလာတဲ့အခါမိုင်းနှင်းငယ်အကွာမှာဆန်ဟာအေးဆက်နေတဲ့ရေထဲမှာရုန်းကန်နေရပါတယ်။သူ့ရဲ့ဒဏ်ရာတွေဟာအယမ်းနာကျင်နေပြီးအေးဒဏ်ဟာသူ့ကိုအပေါင်းထောင်ချီနဲ့ထိုးနေတယ်လို့ခံစားနေရပါတယ်။သူဘလောက်ကြာဆက်ပြီးတောင်းခံနိုင်မလဲဆိုတာသူမသိပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူဟာမှောင်ရိပ်ထဲမှာပုံရိပ်တစ်ခုကိုမြင်လိုက်ရပြီးရင်းနှီးတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။အသက်ရှင်ကျန်ရစ်သူတွေကိုလိုက်လံရှာဖွေနေတဲ့အသက်ကယ်လေပေါ်ကလူတွေပဲဖြစ်ပါတယ်။သူဟာလိုင်းလုံးတွေကိုဖျက်ကျော်ပြီးအနားကိုရောက်အောင်သွားခဲ့ပါတယ်။သူ့မှာရှိတဲ့နောက်ဆုံးအားအင်ကိုအသုံးပြုပြီးလေပေါ်ကိုတက်ခဲ့ပါတယ်။ဆန်ဟာသူ့ရဲ့တင်မောသားတွေကြားထဲမှာမောဟိုက်ပြီးလဲကျသွားကသူတို့အားလုံးဟာအေးဆက်တဲ့ညနေပိုင်းကိုအတူတူဖျက်ကျော်ခဲ့ကြပါတယ်။သူတို့ဟာအင်းဂျေရကဲဇာပဲငါကြီးရေအောက်ကိုငုံရှိုးသွားတာကိုကြည့်နေခဲ့ကြပါတယ်။သူတို့ဂုံယူစွာလွင့်ထူခဲ့တဲ့အလံဖြူဟာနောက်ဆုံးမှပျောက်ကွယ်သွားတဲ့အရာဖြစ်ပါတယ်။ကြံရစ်ခဲ့တာကတော့ပျက်စီးနေတဲ့အပိုင်းစတွေနဲ့အသက်မရှင်နိုင်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။အဝေးမှာတော့ SONH Kesver ကနောက်ထပ်ကုန်ဒီတင်မောတစီးကိုလိုက်လံပစ်ခတ်နေတဲ့အလင်းနှန်းတွေနဲ့အမြောက်တံတွေကိုသူတို့မြင်တွေ့ကြားနေရပါတယ်။ဂျာမန်စစ်တင်မောကြီးကနောက်ထပ်အမြောက်ကြီးတွေပစ်ခတ်လိုက်တဲ့အခါမိုးကုတ်ဆက်ဝိုင်းမှာအလင်းနှန်းတွေလင်းလက်သွားပါတယ်။ကုန်ဒီတင်မောတစီးထိမှန်သွားပြီးနစ်မြုပ်သွားတဲ့အခါကောင်းကင်ယံမှာပောက်ကွဲမှုတွေဖြစ်ပေါ်လာပါတယ်။ဒါပေမဲ့ Kesver ရဲ့တင်မောဦးခန်းမှာတော့ကပ္ပရင်ခရန်ကေးဟာစိတ်မရှိဖြစ်လာပါတယ်။သူဟာဘေရကဲဇာပုံငနဲ့တိုက်ခိုက်နေတာအချိန်တော်ကြာသွားတဲ့အတွက်အခုတော့မောင်တီးကျနေတဲ့အချိန်မှာရှာဖွေနေရပါတယ်။ကုန်ဒီတင်မောတွေကိုရှာဖွေရတာအချိန်အများကြီးကုန်နေပြီးသူ့မှာခဲယမ်းမိကြောက်တွေလည်းနေပါလာပါပြီ။ဒင်းရဲ့ SNH Kesver ဟာသမုဒ္ဒရာကြီးထဲမှာပျောက်ကွယ်သွားပါတော့တယ်။အတလန်တိတ်သမုဒ္ဒရာမြောက်ပိုင်းမှာတော့တိတ်ဆိတ်မှုတွေဖုံးလွှမ်းသွားပါတယ်။အသက်ကယ်လေပေါ်ကလူတွေကတော့သူတို့ကိုလာခဲ့မဲ့အခွင့်လန်းနေပါတယ်ဆိုတာသိကြပါတယ်။ဒါပေမဲ့နာရီနှင်းငယ်အကြာမှာတော့အသက်ရှင်ကျန်ရစ်သူတွေဟာအလင်းနှင်းတွေချင်းကပ်လာတာကိုမြင်လိုက်ရပါတယ်။ကယ်ဆယ်ရေးသမားတွေရောက်လာပုံရပါတယ်။လူတွေဟာအော်ဟစ်ပြီးလက်ဝဲရမ်းပြကြပါတယ်။တင်မောကြီးတစ်စီးအနားကိုရောက်လာတဲ့အခါသူတို့ဟာနိုင်ငံခြားဘာသာစကားပြောတဲ့တွေကိုကြားလိုက်ရပါတယ်။သူတို့ဟာစိုးရိမ်တကြီးနဲ့လှည့်ကြည့်လိုက်ကြပါတယ်။သူတို့တွေအကျဉ်းသားဖြစ်တော့မှလားဒါပေမဲ့အဲ့ဒီတင်မောဟာဂျာမန်တင်မောမဟုတ်ပါဘူး။ဒါဟာဆွီဒင်ကုန်တင်တင်မောရဲရဝဲရပဲဖြစ်ပါတယ်။တင်မောသားတွေဟာအေးခဲနေတဲ့လူတို့အေကိုကုန်းဘက်ပေါ်ကိုဆွဲတင်ပေးခဲ့ကြပါတယ်။စုစုပေါင်းရဲရဝဲရဖန်နဲ့သူမရဲ့တင်မောသားတွေဟာဘေရကဲဇက်ပိန်းငါရဲ့တင်မောသား256ဦးထဲက68ဦးကိုကယ်တင်နိုင်ခဲ့ပြီးကနေဒါနိုင်ငံကိုဘေးကင်းစွာပို့ဆောင်ပေးခဲ့ပါတယ်။ဗီဒီကျတင်မောရဲ့သူရဲကောင်းဆန်တဲ့ဆွန့်လွတ်မှုကြောင့်ကုန်ဒီတင်မောအားလုံးနီးပါးဟာ SNH Kesver ရဲ့လက်ကနေလွတ်မြောက်နိုင်ခဲ့ပါတယ်။သူ့ရဲ့ရဲစွမ်းတတိကြောင့်ကပ္ပရင်ဖေကန်ကိုရီဒိုရီယာကြက်ချေကက်တစိတ်ချီးမြှင့်ခဲ့ပါတယ်။ဂျာမန်တွေဟာအမြဲတမ်းတော့အောင်မြင်မှုမရခဲ့ပါဘူး။ဗီတီချရိတ်ချက်စီနဗီတချေကိုဘလို့နစ်မြုပ်အောင်လုပ်ခဲ့တယ်လဲဆိုတာကြည့်ရှုဖို့ဒီနေရာကိုနှိပ်ပါ